အားလုံးပဲမင်္ဂလာပါရှင်။ဖန်နာရဲ့ YouTube Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ဖန်နာကHealing Journey ဆိုတဲ့ခေါင်းစဉ်လေးနဲ့ Collective Reading လုပ်ပေးမယ်ပေါ့နော်။ Spiritual လောကလူတွေဖို့တော့ Healing ဆိုတဲ့စကားလုံးကစိတ်မှာတော့မဟုတ်ဘူး။ဖန်နာကိုယ်တိုင်လည်းဒီ Healing Journey မှာရှောက်လန်းနေစေလူတစ်ယောက်ဖြစ်တယ်ပေါ့နော်။ဒါကြောင့်မို့လို့ဒီ collective လေးတွေထဲမှာလည်း healing လုပ်နေတဲ့ healing journey ကိုရှောက်လန်းနေတဲ့သူတွေရှိရဲဆိုလို့ရှိရင်ဒီ collective တွေသိသင်သိထိုက်တဲ့အရာလေးတွေကို collective reading နေနဲ့လုပ်ပေးတာပေါ့နော်collective reading ဆိုတာထက်ဒီ collective reading နဲ့ခန္ဓာကိုယ်တိုင်းတွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံဒီ healing လုပ်ဖြစ်တဲ့ဘယ်လိုပုံစံလေးတွေ healing လုပ်ဖြစ်နေတယ်ဆိုတဲ့ဟာလေးတွေကိုလည်းမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဒါဆိုလို့ရှိရင် reading လေးကိုစလိုက်ကြရအောင်ပါနော်လက်လောမှာဒီ collective လေးတွေရာဆိုလို့ရှိရင် healing journey မှာဘယ်လိုဖြစ်နေလဲဆိုတော့ကိုယ့်ရဲ့ဘဝမှာဖြတ်တန်းလာတဲ့တစ်ချောက်ပေါ့နော်ကိုယ့်ရဲ့ဖြတ်တန်းလာခဲ့တဲ့အဖြစ်အပျက်တွေကိုကိုမှားခဲ့တာလည်းရှိမယ်မှန်ခဲ့တာလည်းရှိမယ်ကောင်းခဲ့တာလည်းရှိမယ်ဆိုးခဲ့တာလည်းရှိမယ်ပေါ့နော်ဒီຢာတွေအားလုံးကိုကအမှန်တရားကိုလက်ခံနိုင်အောင်လို့စူးစမ်းနေရတာပေါ့နော်ပို့ပြီးတော့ဒါမှမဟုတ်လို့ရှိရင်ပို့ပြီးတော့ကြည်တက်လာတယ်ပေါ့နော်ကိုဘဝမှာဖြတ်တန်းခဲ့သမျှဘဝတစ်ချောက်လုံးကာလတစ်ချောက်လုံးမှာဖြစ်ပျက်ခဲ့သမျှအမှားအမှန်တွေအကောင်းဆိုးတွေကိုပြန်ပြီးသုံးသပ်နေတာမျိုးတွေရှိနိုင်တယ်ပေါ့နော်ငါမှားခဲ့တယ်ဟုတ်ပြီဒီဟာတွေကငါမှားခဲ့တယ်ဆိုပြီးတော့ကိုယ့်ရဲ့အမှားကိုအပြည့်အဝလက်ခံနေရတာအချိန်မျိုးပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်အဆိုးတွေကတော့ဖြစ်ပြီးသွားပြီအတိတ်မှာတော့ဘလို့ဖြစ်ပြီးသွားပြီဒါမှမဟုတ်လို့ရှင်လက်လုံးမှာတော့ငါဘလို့တွေရင်ဆိုင်နေရတယ်ငါပင်ပန်းနေပြီငါအရန်ကိုပင်ပန်းနေဒီလိုမျိုးအမှန်တရားကိုပေါ့နော်အရင်လိုဟန်ဆောင်ပြီးတော့တန်မာတာမျိုးမဟုတ်ဘဲနဲ့ဖြစ်ပျက်သမျှအရာတိုင်းကိုအမှန်တိုင်းလက်ခံနိုင်အောင်ကြိုးစားနေရတာအမှန်တိုင်းသိမြင်လာတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေတွေ့ရတယ်ဘဝမှာဆိုလို့ရှိရင်လည်းအပြောင်းလဲကြီးကြီးမားမားတွေဖြစ်ပျက်နေတဲ့ကာလပေါ့နော်ဖြစ်ပျက်နေတဲ့ကာလအဲ့လိုမျိုးကာလလေးတွေဖြစ်တတ်တယ်ဒီမှာဆိုလို့ရှိရင်ဥပမာအားဖြင့်ဘယ်လိုပြောမလဲဆိုလို့ရှိရင်ဒီအတိတ်ကတစ်ခါလေရောက်လို့ရှိရင်အတိတ်ကဖြစ်ရတွေကိုပြန်တွေးပြီးတော့ဒီဟာတွေကအတိတ်ထဲမှာနစ်မွန်းနေတာပေါ့နော်အတိတ်ထဲမှာနစ်မွန်းနေတာမျိုးတို့ရုံမထွက်နိုင်တာမျိုးတွေဖြစ်ပျက်လာတဲ့အခါမှာဒီအခါမှာကိုကရွေးချယ်ရတော့မယ်ဒီအတိတ်ကဖြစ်ရတွေထဲမှာပဲနစ်မွန်းပြီးတော့ဒီထဲမှာပဲတဝဲလဲလဲဖြစ်နေမလားโอเคငါဒီဖြစ်ပျက်ခဲ့တာအတိတ်မှာပြီးခဲ့တာပြီးသွားပြီဒီဖြစ်ပျက်တွေကိုငါလက်ခံနေပြီးတော့ငါရဲ့ဘဝကိုပေါ့နော်ရှေ့ဆက်ပြီးတော့သွားမယ်ငါပိုကောင်းတဲ့ဘာရှင်တစ်ခုအနေနဲ့ကိုယ့်ဘာကိုအမှန်တိုင်းသိမြင်လက်ခံပြီးတဲ့နောက်မှာကျတော့ကိုယ်တိုင်ကကိုယ့်ရဲ့အစစ်မှန်ကဘာတွေကိုလိုချင်တယ်ကိုယ့်ရဲ့အစစ်မှန်ကဘယ်လိုပုံစံမျိုးလဲဆိုတာကိုပြန်ပြီးတော့သုံးသပ်ပြီးတော့ကိုယ့်ရဲ့အနာဂတ်ကိုရှေ့ဆက်ချောင်းမယ်ပေါ့နော်အဲ့လိုပုံစံမျိုးရွေးချယ်မှာလားလမ်းကြောင်းက2မျိုး2ခုဖြစ်နေတာမျိုးပေါ့နော်ကိုကလက်လောမှာအပြောင်းလဲကြီးကြီးမားမားတွေကြုံနေတဲ့အခါမှာလူသားတွေကတောင်းတကြတာပဲလေဒီကိုအတွက်စိတ်ချလုံခြုံတဲ့ကိုရဝန်းလေးစိတ်ချလုံခြုံတဲ့ရင်ခွင်လေးစိတ်ချလုံခြုံတဲ့နေရာလေးဒီလိုမျိုးတွေတောင်းတမိတဲ့အခါမျိုးတွေလည်းရှိတယ်ပေါ့နော်လိုမျိုးလေးတွေဖြတ်တန်းနေရတာမျိုးလေးတွေဖြစ်တတ်ပါတယ်တကယ်တမ်းကအမှန်တိုင်းသိမြင်ဖို့အတွက်လိုအပ်တယ်ပေါ့နော်ဒီ healing journey ကိုရှောက်လန်းနေတဲ့ spiritual လောကလူဆိုလို့ရှိရင် self love အကြောင်းကိုယဉ်နေကြမှာပဲပေါ့နော်ဒီမှာဆိုလို့ရှိရင်ဘာတွေပြောနေလဲဆိုတော့တခါတလေမှာကိုအတွက်လုံခြုံနေထည့်တဲ့နေရာလေးစိတ်ချလုံခြုံတဲ့နေရာလေးဆိုပြီးတော့နေရာလေးတစ်ခုရင်ဝင်လေးတစ်ခုဥမာမိသားစုဝင်နေစီကပဲဖြစ်ဖြစ်ရှစ်သူစီကပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးတွေတောင်းတမိတတ်တယ်လိုက်ရှာနေမိတတ်တယ်တကယ်တမ်းကကိုယ်တိုင်သာကိုယ့်ရဲ့နှွေးထွေးလုံခြုံတဲ့နေရာလေးလုံခြုံစိတ်ချရတဲ့နေရာလေးဖြစ်တယ်ဆိုတာကိုမေ့နေကြတယ်ပေါ့နော်မေ့နေကြတယ်
မိသားစုဝင်ဆိုရင်တောင်မှကို့မှာဖန်နာတို့ဆရာဆရာမတွေကသင်ပေးတယ်လေကို့မှာအပြည့်ရှိမှသူများကိုပေးနိုင်မှာမိသားစုတွေဆိုရင်တောင်မှဒါကအတ္တကြီးတဲ့ဥစ္စာမျိုးမဟုတ်ဘဲနဲ့ကိုစစ်မှန်တဲ့ဥစ္စာသိမြင်ပြီးတော့ကိုစစ်မှန်တဲ့မေတ္တာတွေအရင်ဆုံးပေးမှရမယ်ပေါ့နော်အပေးရမှာပေါ့နော်တခါတလေမှာဖန်နာတို့တွေကကြုံရတယ်လေအဖေမေမိဘစီကဆိုရင်တောင်မှမိသားစုဆိုရင်တောင်မှဒီလိုမျိုးသူတို့စီကဆိုရင်တောင်မှရှင်းမြတ်တာကိုအသေးအတန်တောင်းခံနေရတဲ့အခါမျိုးတွေရှိရလေအမှန်တကယ်ကကိုကဒီမပေးနိုင်တဲ့ခါကျတော့အလုံးအလောက်မပေးထားတော့ကျတော့ဘယ်လိုပြောမလဲသူတို့ကိုစီကအတင်းတောင်းခံနေမိတာပေါ့နော်သူတို့ကမရှိဘူးမို့ချစ်တယ်လေဒါပေမဲ့ကိုတိုင်းကကျတော့လုံလောက်တယ်မခံစားရဘူးပေါ့နော်ဒါဖန်နာကိုတိုင်းပဲကြုံခဲ့ရတဲ့အခြေအနေတွေကြုံနေရတဲ့အဖြစ်အပျက်တွေဒါတွေနဲ့နှိုင်းယှဉ်ပြီးတော့ပြောတာပေါ့နော်ဒီဥစ္စာက collective reading ဆိုပေမဲ့ဒီဖန်နာရဲ့ဒီ healing journey မှာဖြစ်ပျက်နေတဲ့အရာလေးတွေပေါ့နော်ဖန်နာဘလိုလေးတွေလှုပ်ဆောင်ရလဲဆိုတာပါထည့်သွင်းပြီးတော့ပြောသွားမယ်ပေါ့နော်ဒီခါလေကတော့အဲ့လိုမိသားစုတွေမိဘတွေစီအားဆိုရင်တောင်မှတဲတန်တောင်းခံနေရတာပေါ့နော်ရှစ်ပေးဖို့ဂရုစိုက်ပေးဖို့နားလည်ပေးဖို့ဘယ်သူမှနားမလည်ဘူးဆိုရင်တောင်မှခဏတော့ကလေကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့အဖေမိကနားလည်ပေးရအရင်လိုချင်တယ်ပေါ့နော်ဒီသူတို့ကနားလည်ပေးရပြောရစားရမယ်ပြောတစ်ခါတလေရောက်တော့ရှိရကျန်တဲ့သူတွေကဘယ်လိုမျိုးပဲပြောနေပါစေကိုကရင်ဆိုင်ပြီးတော့တိုက်ခိုက်နေနေဒီမိသားစုကကိုရှိတဲ့သူတွေကသေးလေးတခွန်းပြောလိုက်တာစအမှစကားမမလေးပြောလိုက်တာစကိုကလက်မခံနိုင်အရန်နေဝမ်းနေလေတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တတ်တယ်ဒီမိသားစုကချစ်ခင်ပြရဆိုရင်တော့မှတခြားအရာအလုံးကိုပေါ့နော်ဘေးပတ်ဝန်းကျင်ပဲဖြစ်ဖြစ်လောကမှာဘလို့ခက်ခဲမျိုးဆိုချက်ကြော်နိုင်တယ်အဲ့လိုမျိုးလေးတွေပုံစံလေးတွေရှိတတ်တယ်ပေါ့နော်အမှန်တကယ်ကအကုန်လုံးကလူပဲလေနော်လူပဲလေသူတို့ချစ်တတ်တဲ့ပုံစံမျိုးနဲ့ရှင်းပေးမယ်သူတို့မှလည်းသူတို့ရဲ့မှန်တယ်ထင်တဲ့ယူဆချက်လေးတွေသူတို့ရဲ့ကိုယ်ပိုင်အတွေးအမြင်လေးတွေသူတို့ရဲ့ကိုယ်ပိုင်အခန်းစားချက်ရှိရပေါ့နော်ကိုကတော့ကိုရှိတဲ့သူတွေစီကဘလို့မျိုးတွေချစ်တာမျိုးကိုလိုချင်ပါတယ်ဘလို့မျိုးတွေဂရုစိုက်နားလည်ပြီးတာမှအစ်စ်မှန်ဘလို့မျိုးလေးရှိပြီးတာမှတကယ်ချစ်ချင်းမြတ်တာကိုပြသတဲ့ပုံစံဆိုပြီးလက်ခံထားပေမဲ့သူတို့တွေးမြင်ထားတဲ့ပုံစံကကျတော့ဒီလိုမျိုးလေးချစ်ချင်းမြတ်တာကိုပြသပေးတာမှဒီဟာကအစ်စ်မှန်လို့လည်းဖြစ်မှာပေါ့နော်လူတိုင်းကပြောရမယ်ဆိုလို့ရှိရင်တခါတလေရောက်တော့စိတ်ပိုင်းဆိုင်ရာအရစိတ်ကြီးနေတဲ့ခါမျိုးလည်းရှိမယ်မကြီးနေတဲ့ခါမျိုးလည်းရှိမယ်အမြဲတမ်းဘသူပဲဖြစ်ဖြစ်ကိုယ်အပြေးအဝနားလည်ပေးနိုင်တဲ့အချိန်ဆိုတာလည်းရှိချင်မှရှိမယ်ပေါ့နော်ဖန်နာကိုယ်တိုင်ဆရာမတွေရဲ့လမ်းညွှန်မှုနဲ့ဒီလောက်ကြည့်ရပေါ့နော်ကိုပါကိုတကယ်စစ်မှန်တဲ့ရှစ်ချင်းမြတ်တာအပေါ်ရန်မဟုတ်ဘဲနဲ့ပေါ့နော်နည်းအပေါ်ရန်ငါကအရန်ရှစ်ပါတယ်အဲ့လိုပုံစံမျိုးတွေရွတ်နေတာမျိုးမဟုတ်ဘဲနဲ့ကိုပါကိုတကယ်စစ်မှန်စွာရှင်းနိုင်တဲ့နားလည်နိုင်တဲ့အချိန်ပေါ့နော်ဒီဟာကအမြဲတမ်းမဟုတ်ရင်တောင်မှတစ်ခါလေတရက်ရက်ကြလို့ရှင်ကိုပါကိုတကယ်စစ်မှန်စွာနားလည်သွားတဲ့အချိန်ချစ်သွားတဲ့အချိန်အဲ့လိုပုံစံမျိုးလေးတွေပေးနိုင်သွားတဲ့အချိန်မျိုးလေးတွေမှာဆိုလို့ရှင်ရှိရလေတစ်ဖက်သူကကိုယ့်အပေါ်မှာပို့ပြီးတော့အရင်အားထက်နည်းနည်းအပြောင်းလဲလေးတွေပေါ့နော်ပို့ပြီးတော့ချစ်လာတဲ့နားလည်လာတဲ့အခါမျိုးလေးတွေကြုံမှုကြမယ်ထင်တယ်ကိုတကယ်စစ်မှန်တဲ့လေးစားခြင်းနဲ့လေးစားလိုက်တဲ့အခါမှာဆိုလို့ရှိရင်တစ်ဖက်ကလူကလည်းကိုယ့်ပေါ်မှာလေးစားမှုလေးတွေရှိလာတာမျိုးလေးတွေအဲ့လိုအခိုက်အတန့်လေးတွေကြုံမှုကြမယ်လို့ထင်ပါတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းကိုယ့်ဘာကိုရှေ့ရမှာပေါ့နော်ကိုယ့်ဘာကိုတကယ်ကိုစစ်မှန်တဲ့ရှင်းချင်းကိုယ့်ဘာကိုစစ်မှန်စွာနားလည်တဲ့ဥစ္စာမျိုးတွေပေးရမယ်ကိုယ့်ရဲ့အမားတွေဘဝမှာဖြတ်တန်းခဲ့ရတဲ့အချိန်မှာကိုယ်မှာမှားခဲ့တာတွေလည်းရှိမယ်သူများကကိုယ့်ပေါ်မှာအမှားလုပ်ခဲ့မိတဲ့အခါတွေလည်းရှိမယ်ပေါ့နော်ကိုမှားခဲ့ရတယ်လည်း okay ငါလက်ခံတယ်သူများကကိုယ့်ကိုအမှားတွေလုပ်ခဲ့မိတာကိုလည်းကိုကပြန်တွေးပြီးတော့အဲ့လိုပုံစံမျိုးတွေ
အကြလို့ရှင်တချို့ရောက်တော့ကြတော့ရှိတယ်အမားလုပ်ခဲ့တဲ့လူကိုပြစ်တင်တယ်တခါတလေရောက်တော့တချို့လူတွေကြတော့ရှိတယ်ကိုကငါဒီလိုမျိုးအားရလားပေါ့နော်ဒါမှမဟုတ်လို့ရှိရင်အဲ့ဒီဥစ္စာကိုကလည်းတခါလေနစ်နာသူဖြစ်ပါရဲ့နဲ့ကိုပါကိုပြန်ပြီးတော့ခွင့်မလွတ်နိုင်တာပေါ့နော်ကိုကအမားတွေလုပ်လို့သူများပေါ်မှာအမားတွေလုပ်ခဲ့မိလို့ခွင့်မလွတ်နိုင်တာမျိုးလည်းရှိမယ်ကိုကလည်းအမားလုပ်ခံကြရပါရဲ့နဲ့ကိုခွင့်မလွတ်နိုင်တာမျိုးတွေလည်းရှိမယ်ဒါမှမဟုတ်တစ်ဖက်သူကိုခွင့်မလွတ်နိုင်တာမျိုးတွေလည်းရှိကောင်းရှိမယ်ပေါ့နော်အရေးကြီးဆုံးကဒီသူများကိုခွင့်မလွတ်နိုင်တာတဲ့ကိုခွင့်မလွတ်နိုင်တာကအဆိုးဆုံးပဲကိုခွင့်မလွတ်နိုင်တာငါဒီတုန်းကဒီလိုမလုပ်ခဲ့မိရင်ကောင်းတာငါဒီလမ်းကိုမသွားခဲ့မိရင်ကောင်းတာဒီလူနဲ့မရှင်းမိခဲ့ရင်ကောင်းတာဒီလိုမျိုးကိုခွင့်မလွတ်နိုင်ခြင်းတွေကစိတ်တန်ရာတွေဖြစ်လာမယ်ဒီလိုမျိုးစိတ်တန်ရာတွေညာပြလာတယ်တစ်စင်နဲ့တိုးပါလာကိုခွင့်မလွတ်နိုင်လေဒါမှမဟုတ်တစ်ခါလေရောက်တော့ကြတော့လေဒီရှောင်ပြေးနေမိရပါတော့အတိတ်ကိုလက်မခံနိုင်ဘူးကိုလက်မခံနိုင်ဘူးရှောင်ပြေးနေမိရတယ်အဲ့လိုမျိုးတွေခိုက်တန်နေလဲကြုံကောင်းကြုံလိမ့်မယ်ပေါ့နော်ဒီလိုခါမျိုးတွေမှာဖန်နာကပြောပြချင်တာကအရင်ဆုံး healing journey မှာအရင်ဆုံးကိုခွင့်လွှတ်ကြည့်လိုက်ပါပေါ့နော်ကိုခွင့်လွှတ်ကြည့်လိုက်ပါစာလေးတွေနဲ့ရေးလို့ရတယ်စာရွက်ထဲမှာရှာရေးလိုက်တာပေါ့နော်ကိုကဒီဟာကိုပြန်ပြီးတော့မကြည့်ချင်ဘူးဆိုလို့ရှိရင်လည်းစာအုပ်ထဲတဲ့စာရွက်လေးကိုရှာရေးပြီးတော့ရဲဝံ့တစ်ခေါက်လောက်တော့ရင်ဆိုင်ပြီးပြန်ဖတ်လိုက်စေချင်တယ်ပေါ့နော်ဖတ်ပြီးတော့မီးလေးရှို့တာမျိုးတို့အဲ့လို ritual လေးတွေလုပ်ပြီးလို့လည်းရတယ်ပေါ့နော်အဓိကကတော့ကိုပြန်မကြည့်ချင်တဲ့ကိုရဲ့ share တွေကိုပေါ်မှာသူများကမှားခဲ့တဲ့အကြောင်းအရာတွေကိုယ်တိုင်ကမှားခဲ့တဲ့ခွင့်မလွတ်နိုင်တဲ့အရာတွေအားလုံးကိုရေးချပြီးတော့ရေးချလိုက်ပေါ့နော်ရေးချလိုက်ငါခွင့်လွတ်ပါတယ်ငါဓမ္မမဟုတ်အပြည့်အဝလက်ခံတယ်ငါအမားတွေလုပ်ခဲ့တယ်ဆိုရင်တောင်မှဒါကငါပေါ့နော်လက်ခံတယ်အပြည့်အဝငါလက်ခံတယ်အမားတွေလုပ်ခဲ့မိရဆိုရင်တောင်မှဒီငါရဲ့ပုံစံလေးကိုငါလက်ခံပြီးတော့ရှစ်ပေးမယ်ငါရှစ်ပါတယ်ငါခွင့်လွတ်ပါတယ်နားလဲပါတယ်ငါအပြည့်အဝနားလဲပါတယ်ဒီအမားတွေလုပ်ခဲ့မိတာတွေဆိုရင်သူဘာကြောင့်လုပ်ခဲ့ရလဲအတိတ်ကပဲဖြစ်ဖြစ်ပေါ့နော်အတိတ်ကကိုပြောချင်တာပဲဖြစ်ဖြစ်ငါနင့်ကိုဒီချိန်မှာဒီအရာလေးတွေလုပ်ခဲ့တာကဘလို့အကြောင်းဖြစ်မယ်ဆိုတာငါအပြည့်အဝနားလဲတယ်ဘာကြောင့်ဒီတန်းကိုရွေးခဲ့လဲဘာကြောင့်ဒီလူကိုရွေးချယ်ခဲ့လဲငါအပြည့်အဝနားလဲတယ်အပြည့်အဝခွင့်လွတ်ပေးတယ်ပြောချင်တာကဒီနေရာမှာအပြည့်အဝကိုယ့်ရဲ့အရှိပုံစံအတိုင်းကိုနားလဲခွင့်လွတ်လက်ခံပေးတာမျိုးလေးတွေရေးချတာမျိုးလေးတွေဒါဖန်နာကိုယ်တိုင်လည်းလုပ်ခဲ့ပြီးတော့လက်လုံးမှာလည်း healing journey ကိုဆက်ချောင်းနေတဲ့အရာလေးတွေပြောပြတာပေါ့နော်ပြီးတော့မေတ္တာဖြန့်ချက်တာအရန်ကိုထိရောက်တယ်အရန်ကိုထိရောက်ပါတယ်ညဘက်လူကြီးတိတ်တဲ့ခါမနက်ခင်းစောထားတဲ့ခါပဲဖြစ်ဖြစ်မေတ္တာဖြန့်ချက်တာပေါ့နော်အရင်ဆုံးကိုမေတ္တာပို့မယ်မေတ္တာပို့ပြီးတော့ဒီတခြားကိုပြီးလို့ရှင်ကိုရဲ့နေရာပတ်ဝန်းကျင်ကိုရဲ့မိသားစုကိုရဲ့အဖေမေမိသားစုတွေကိုမေတ္တာ energy line လေးတွေအေးမြတဲ့ line လေးတွေပို့ပေးလို့ရတယ်ဒီနေရာမှာကိုရင်စပို့မယ်ဆိုလို့ရှိရင်ကိုကအေးချမ်းမှုငြိမ်းချမ်းမှုလိုလားတယ်ငါအေးချမ်းနေပြီငါဟာငြိမ်းချမ်းနေပြီကိုခွင့်မလွတ်နိုင်ဖြစ်နေရဆိုလို့ရှိရင်လေငါခွင့်လွတ်ပါတယ်တခြားသူတွေကိုလည်းအရာအလုံးကိုငါခွင့်လွတ်လိုက်ပါပြီဒီလိုမျိုးပေါ့နော်ပြီးတော့ဒီကိုပြီးသွားလို့ရှိရင်ကိုရဲ့ဘေးပတ်ဝန်းကျင်ကိုရဲ့ဒီပေါ့နော်အဖေမေမိသားစုအေးချမ်းပါစေငြိမ်းချမ်းပါစေအဖေမေစိတ်တန်ရာမိသားစုနဲ့စိတ်တန်ရာရှိခဲ့တဲ့ခါမျိုးဆိုလို့ရှိရင်အဖေကိုလည်းခွင့်လွတ်လိုက်ပါပြီအဖေကလည်းကိုပေါ်မှာခွင့်လွတ်နိုင်ပါစေတခြားသူတွေပေါ်မှာလည်းခွင့်လွတ်နိုင်ပါစေအဲ့လိုပုံစံမျိုးလေးနဲ့မေတ္တာပို့လို့ရတယ်ဒီကနေပြီးတော့အစဉ်မေတ္တာပို့နည်းကတော့ဗုဒ္ဓဘာသာဝင်တွေဆိုလို့ရှိရင်ယဉ်နေကြမယ်ထင်တယ်ပေါ့နော်ဒီຢာကအမှန်တကယ်ပြောချင်တာကဗုဒ္ဓဘာသာဝင်မဟုတ်လဲမေတ္တာတရားအေးချမ်းတဲ့မေတ္တာတရားအေးချမ်းတဲ့ energy ကိုခေတ်သားနေတဲ့ energy ပေါ့နော်အဲ့ဒါကလူတိုင်းလုံနိုင်တဲ့ဘယ်ဘာသာဝင်မဆိုဒီအေးချမ်းမှုတွေက
စိတ်ရဲ့အေဂျင့်နဲ့အလုပ်တွေကလုံနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့လေဒါကဘာသာရေးနဲ့တော့မဆိုင်ပါဘူးဒီလိုမျိုးလုပ်လို့ရတယ်ပေါ့နော်ဒီကနေကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့မြို့နယ်ကိုယ့်ရဲ့ကဘာကြီးအေဂျင့်ဖို့ပေါ့နော်YouTube မှာဆိုလို့ရှိရင်ဒီသီရိလင်္ကာကဆရာတော်တစ်ပါးသီရိလင်္ကာကိုဆရာတော်တစ်ပါးဝင်မြထားတယ်ပေါ့နော်ဒီမြစ်တာဖြန့်ချက်နေမြစ်တာကမ္မထမ်းလေးတွေပေါ့နော်အဲ့ဒါလေးရှိတယ်အဲ့ဒါလေးကိုခြာကြည့်ပြီးတော့လေလုပ်လို့ရတယ်ပေါ့နော်လိုက်ပြီးတော့အဲ့ဒါကအရန်ကိုထိရောက်တယ်ကိုယ့်ရဲ့စိတ်ကလေးတွေအေးချမ်းလာမယ်တခါဘယ်လိုဖြစ်လာမလဲဆိုတော့ကိုနဲ့စိတ်တရားရှိဘူးတဲ့လူပေါ့နော်ကိုနဲ့အစမပြေတဲ့လူတွေကစကိုပေါ်မှာတမျိုးတမြင်လေးတွေကြောက်ဆန်ပုံလေးတွေကြောင်းလဲသွားတာမျိုးလေးတွေဒါမျိုးလေးတွေကြုံလာတာမျိုးလေးတွေရှိတတ်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေတကယ်ကိုထိရောက်ပြီးတော့တကယ်ကိုကောင်းမွန်တဲ့နည်းလမ်းလေးဖြစ်လို့ပြောပြရပါဒါလေးကမျှဝေပြရပါကဲဒါဆိုလို့ရှိရင်ဖနာတို့ကက်ကလေးတွေကိုဆက်ကြည့်လိုက်ရအောင်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီပေါ့နော်ကိုကလက်လောကာလာမှာစောစောကပြောခဲ့တဲ့အတိုင်းအပြောင်းလဲကြီးမားကာလာကိုဖြတ်တန်းနေရတယ်ပေါ့နော်ဘယ်လောက်ထိအောင်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဖြူစင်တဲ့နှလုံးသားကိုယ့်ရဲ့ဖြူကြည်လင်တဲ့ aura လေးကြည်လင်တဲ့နှလုံးသားလေးပေါ့နော်ကိုယ့်ရဲ့စိတ်ကောင်းစေတနာလေးတွေကိုတောင်မှညှဉ်းနှွမ်းသားအောင်လို့ပံ့ပိုးပေးနေတယ်ဘေးပတ်ဝန်းကျင်တွေဘေးပတ်ဝန်းကျင်ကအရာတွေဘေးပတ်ဝန်းကျင်ကလူတွေဘေးပတ်ဝန်းကျင်ကဖြစ်ရက်တွေဒီຢာမျိုးတွေတောင်ကြုံကောင်းကြုံနိုင်နေပေါ့နော်ဒါမျိုးဆိုလို့ရှိရင်ကိုကဘယ်လိုပြောမလဲမချင်မရဲဖြစ်မိတာပေါ့နော်မချင်မနှက်ဖြစ်မိတာပေါ့ငါကအကောင်းမွန်တဲ့အရာတွေကိုပေးတယ်ငါကစိတ်ကောင်းနှလုံးကောင်းလေးထားတယ်ဒါကိုငါတံပြန်ရတာတွေကဒီလိုမျိုးတွေလားဆိုပြီးတော့မချင်မနှက်ဖြစ်မိတဲ့အခါမျိုးတွေကြုံကောင်းကြုံနိုင်နေပေါ့နော်ကိုကအဲ့ဒီချိန်မှာသတိလေးကပ်ရမှာကကိုကဒီလိုသူတို့အပေါ်မှာစိတ်ကောင်းနှလုံးကောင်းလေးထားဖို့စိတ်ရင်းလေးကောင်းဖို့အစစ်အမှန်လေးတွေပေးဖို့ဆိုတာကိုယ်တိုင်ရဲ့ရွေးချယ်မှုဖြစ်တယ်ပေါ့နော်ကိုကသူတို့စီကပေးလာမဲ့ဘလို့တုံ့ပြန်မှုမျိုးမို့ကိုမှမျှော်လင့်လို့မဟုတ်ဘူးကိုကသူတို့ဘလို့ပဲတုံ့ပြန်ပါစေဒီစိတ်ကောင်းနှလုံးကောင်းလေးထားဖို့မေတ္တာတွေပေးဖို့ဒီလိုမျိုးကောင်းမွန်တဲ့ aura တွေကောင်းမွန်တဲ့ဒီ energy တွေပေါ့နော်ကောင်းမွန်တဲ့ကြည်လင်တဲ့ energy လေးတွေပေးဖို့ဆိုတာကိုယ်တိုင်ကငါရွေးချယ်ထားတာဖြစ်တယ်ဘသူစီကမှမျှော်လင့်လို့ရမဟုတ်ဘူးဒီຢာတွေကငါ့ကိုဒီလိုလေးလှုပ်လိုက်တာကငါ့အတွက်စိတ်အေးချမ်းစေတယ်စိတ်ကိုလုံခြုံစေတယ်ဒါတွေကငါ့အတွက်ငါလှုပ်ဆောင်နေတာဖြစ်တယ်ဒီလိုမျိုးလေးတတိကပ်ပေးလို့ရတယ်ပေါ့နော်ဒါပေမဲ့တစ်ခုရှိတာက boundary လေးတော့ထားပေးရမယ်ပေါ့နော်အတိတ်မှာကြုံခဲ့ဘူးတာတွေရှိကောင်းရှိမယ်စိတ်ကိုကအရင်စိတ်ထားကောင်းပြီပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်သူတို့အတွက်ကောင်းပေးတယ်အရန်သိခံပေးတယ်စစ်သူကြီးစာနဲ့ဆိုလည်းအရန်ချစ်ပေးတယ်ဒါပေမဲ့အဲ့အရန်ချစ်ပေးအရန်သိခံပေးလို့ရှိရင်အထားသွားခံခဲ့ရတာမျိုးတွေကြုံနိုင်တယ်ပေါ့နော်ကြုံခဲ့ရတာမျိုးတွေရှိလားမသိဘူးပေါ့နော်အဲ့ဒါကဘာလဲလိုအပ်လဲဆိုတော့ကိုက boundary လေးလဲထားဖို့လိုအပ်တယ်ဥပမာကိုကဒီစီကိုတော့အကျော်မခံနိုင်ဘူးဆိုပြီးတော့ဒီဆက်ဆံရေးတွေမှာစီလေးတစ်ခုရှားလိုက်တာပေါ့နော်ကျတော့ဒီတွေးကောင်းတွေးနိုင်နေပေါ့နော် collective လေးတွေကတွေးကောင်းတွေးနိုင်နေမြစ်တာလဲဘလို့ပဲဖြစ်ဖြစ်ကိုယ့်ဘက်ကမြစ်တာလဲပြရမယ်ဒီဥစ္စာကကိုယ့်ရဲ့ရွေးချယ်မှုဆိုပြီးကိုယ့်ဘက်ကကောင်းပြရမယ်လဲပြောသေးတယ်ဒီစီလက်ချခိုင်းနေပေါ့နော် boundary လေးလက်ထားခိုင်းနေဆိုဘယ်လိုမျိုးလဲပေါ့ဒါကဒီရွေးချယ်မှုပေါ့နော်ရွေးချယ်မှုနဲ့ပတ်သက်လို့ခဏသဘောပေါက်သွားတာတခုရှိရဲပေါ့ဒါဥပမာကိုယ့်ဘာကို self-love အပြည့်ပေးထားတဲ့အတွက်ကြောင့်မို့လို့ပေးထားတဲ့လူတစ်ယောက်ကငါကကိုလေးစားမှုအပြည့်စုမှန်တဲ့ရှင်းမြတ်တာအပြည့်ပေးထားတဲ့သူတစ်ယောက်ကတခြားဆက်ဆံရေးတခြားသူတွေနဲ့ဆက်ဆံရေးမှာဆိုလို့ရှိရင်လည်းဒီပေါ့နော်ဥမာငါလေးစားမှုအပြည့်ပေးထားတယ်ငါ့ကိုတော့ဒီလိုမျိုးမလီမစားလောက်တာမျိုးငါရဲ့ဒီပေါ့နော်တမန်ချက်စီတစ်ခုဖြစ်တဲ့ငါ့ကိုမလီမစားဒီလိုပြုမှုမျိုးတော့ငါလက်မခံနိုင်ဘူးငါ
စစ်မှန်တဲ့စစ်စစ်မြတ်တာတွေပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ငါ့ကိုတိမ်ငယ်စေတဲ့ရက်ဝန်းနဲ့တော့ငါကဒီတိမ်ငယ်စေတဲ့ရက်ဝန်းမှာမနေဘူးပေါ့နော်ဒီတိမ်ငယ်စေတဲ့အပြုအမူမျိုးတွေငါလက်မခံဘူးဒါကအတိမခံနိုင်မဲနဲ့ဝုံဝုံတိုင်းလောက်ခိုင်းတာမျိုးမဟုတ်ဘူးဘယ်လိုမျိုးလဲဆိုတော့ဥပမာအဖြစ်ပြောမယ်ဆိုလို့ရှိရင်ကိုနဲ့ကိုရှိသူပေါ့နော်ဒီလိုမျိုးရှိတယ်ကိုကသူ့ကြောင့်အမြဲတမ်းတိမ်ငယ်နေရတယ်သူ့ကြောင့်အမြဲတမ်းစိတ်မလုံးမချုံဖြစ်နေရတယ်ကိုလည်းမလေးစားဆိုလို့ရှိရင်โอเคဒါဆိုလို့ရှိရင်ဘလို့ပဲဖြစ်ဒီလူရဲ့ဇယိုက်ကကိုပေါ်မှာဒီလိုပဲရှိနေတော့မယ်ဖြန်ပြီးပြင်ဆင်လို့မရဘူးဆိုတော့ relationship မျိုးကြုံမှုကြလားမသိဘူးပေါ့နော်ဒီတခါတလေရောက်တော့လူတွေရဲ့ဒီဇယိုက်ကလေကိုကသွားပြီးတော့ကိုတိုင်းတောင်မှဥပမာပြုပြင်လို့မရအရာတွေရှိသေးတယ်လေကိုတိုင်းတောင်မှဥပမာကောင်းတဲ့အလေးချက်တွေပြောထားမယ်ဆိုပြီးတော့ကို commitment ကတိတွေပေးပြီးတော့ကိုကတိတွေမတည်နိုင်သေးတာမျိုးလို့ကိုတောင်မပြုပြင်နိုင်သေးတဲ့အရာတွေရှိသေးတယ်သူ့ကိုသွားပြီးတော့ပြုပြင်ဖို့ဆိုတာကမဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒီခါမျိုးမှာပထမဦးဆုံးစီ boundary လေးချလိုက်တယ်ငါ့ကိုဒီလိုမျိုးအပြုအမူမျိုးကတော့ငါသိမခံနိုင်ဘူးဒီလိုမျိုးခံစားစိတ်ချက်မျိုးကတော့ငါဒီလိုမျိုးစာကငါအတွက်အဆင်မပြေနေဘူးဆိုပြီးတော့ boundary ချကြည့်ရဲဒါမှကိုယ့်အတွက်ကဒီဆက်ဆံရေးကအဆင်ပြေမလာဘူးဆိုလို့ရှိရင် okay ငါအတွက်တငယ်စီတဲ့ရုံဝန်းမှာငါမနေဘူးငါ့ကိုမလေးစားတဲ့ပတ်ဝန်းကျင်မှာငါမနေဘူးဒီလိုမျိုးကိုကထားခဲ့လိုက်လို့ရတယ်ပေါ့နော်ဒီ relationship ကိုထားခဲ့လို့ရတယ်ဒါပေမဲ့ကိုကသူ့ပေါ်မှာမုန်းတီးတာတို့နာကြည့်တာတို့ခွင့်မလွတ်နိုင်တာမျိုးလည်းမဟုတ်ဘူးကိုကသူ့ပေါ်မှာဒီဟာမေတ္တာစိတ်နဲ့ပဲရွေးချယ်လိုက်တာကိုလည်းမေတ္တာစိတ်နဲ့ပဲရွေးချယ်လိုက်တာโอเคသူလည်းသူ့ရဲ့ပုံစံလေးနဲ့သူပဲလေသူ့ရဲ့ပုံစံလေးနဲ့သူပဲသူ့ရဲ့ပုံစံလေးတိုင်းဒီတိုင်းပဲသူသွားနေပါပဲငါနဲ့ကငါရဲ့ပုံစံလေးနဲ့ကမကိုက်ညီတော့တာတခုပဲငါကသူ့ကိုလည်းအပြစ်မမြင်ဘူးငါသူ့ကိုမုန်းတီးဘူးသူ့ပုံစံနဲ့ငါပုံစံနဲ့မကိုက်ညီလို့ငါရဲ့လမ်းကိုငါရွေးချယ်မယ်ငါ့ကိုတန်ဖိုးထားတဲ့ပတ်ဝန်းကျင်ငါရဲ့ဒီငါ့ကိုလေးစားတဲ့ပတ်ဝန်းကျင်ဒီလိုမျိုးပတ်ဝန်းကျင်ပဲငါသွားမယ်ငါကဒါမေတ္တာအပြည့်ဝပေးရပဲဒီလိုမျိုးဒါကိုရွေးချယ်မှုပေါ့နော်ဒီလိုရွေးချယ်မှုတွေနဲ့သွားလို့ရတယ်ပေါ့အရင်ကဆိုလို့ရှိရင်ဖန်နာကရွေးချယ်ခြင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုနားမလည်ခဲ့တာပေါ့နော်ဒီဖန်နာလိုမျိုးရှိကြလားမသိဘူး spiritual journey ကိုရှောင်နေတယ် healing journey ကိုရှောင်နေတယ်ဆိုတဲ့သူတွေပေါ့နော်ဒီဆရာမတွေကဘလောက်ပဲပြောတကယ်တမ်းကိုယ်တိုင်လက်တွေ့ကြုံရတော့မှနားလည်သဘောပေါက်တဲ့အခါမျိုးတွေရှိတယ်ဥပမာဆရာမကြီးကတင်ထားတာအရန်ဒီလိုမျိုးတွေအများတန်းတင်ထားကြာပြီပေါ့အများတန်းဒီအကြောင်းတစ်ခါလဲတင်ကြဒါပေမဲ့ကိုကလေတင်လာလာတွေနှစ်တည်းရှိတာကိုယ်တိုင်းတွေ့ကြုံရတဲ့အခါရောက်မှသဘောပေါက်တဲ့အခါမျိုးပေါ့နော်အဲ့လိုပဲဖန်နာရဲ့ဆရာမလေးဆိုလို့ရှိရင်လည်းဒီပေါ့နော်ရွေးချယ်မှုကြောင့်အများတန်းဆိုဒါပေမဲ့ကိုကနားမလဲခဲ့ဘူးပေါ့နောက်ပိုင်းရောက်တော့ခဏတစ်ချိန်ရောက်တော့တတိကပ်မိပြီးတော့နားလဲသွားပြီပေါ့နော်အဲ့လိုပဲရွေးချယ်တယ်ဆိုတာဥပမာလူတစ်ယောက်ကဒီကိုယ့်ဘဝထဲကိုရောက်လာတယ်ပေါ့နော်ကိုယ့်အတွက်နာကြီးစရာတွေကိုခွင့်လွှတ်နိုင်ခြင်းတွေဖြစ်အောင်ပဲပေါ့နော်ကိုကပဲလူဆိုရင်ဂလိမ်မာကြီးဖြစ်ကောင်းဖြစ်နိုင်တာမျိုးတွေပေါ့နော်ဒါမှမဟုတ်သူ့ဘဝမှာတော့ပြောရမယ်ဆိုကွာဒီကိုယ့်ဘဝထဲရောက်လာတဲ့လူယောက်ကကိုယ့်အတွက်ဘာမှကောင်းကျိုးမပေးဘဲနဲ့ဆိုးကျိုးတွေကြီးပဲပေးတဲ့ခါမျိုးပေါ့နော်အဲ့လိုလူမျိုးတွေနဲ့ကြုံလို့ရှိရင်ကဲကိုဘာဆက်လုံးလဲအဲ့တော့ဘာပဲဖြစ်ဖြစ်တခါဒီလူနဲ့ကမဖြစ်မနေခွဲခွာရမယ်အချိန်တစ်ချိန်ကြုံရတဲ့ခါမှာကိုကသူ့ကိုနာကြီးမုန်းတီးပြီးတော့ပဲကိုယ့်ရဲ့ဘဝကိုရှေ့ဆက်သွားမလားဒါမှမဟုတ်လို့ရှိရင်ဒီပေါ့နော်ခက်ခဲပင်မဲ့နဲ့လူတစ်ယောက်ကိုခွင့်လွှတ်ဖို့ကိုခွင့်လွှတ်ဖို့ဆိုတာဒါပေမဲ့ဒီခက်ခဲပင်မဲ့သူ့အတွက်သူ့ကိုခွင့်လွှတ်မယ်ကိုခွင့်လွှတ်မယ်ပေါ့နော်အရာအားလုံးကိုခွင့်လွှတ်ပြီးတော့ရှေ့ဆက်ရမယ်နာကမှဘယ်လိုပြောမလဲအပါမခံတော့ဒီຢာတွေကိုအဲ့လိုနဲ့ရှေ့ဆက်သွားမလားဒါမှမဟုတ်နာကြီးမုန်းတီးပြီးတော့ပဲဖြစ်ဖြစ်ဒီစိတ်တွေနဲ့ပဲရှေ့ဆက်ပြီးတော့နောင်ပေါ့နော်ဘယ်နှစ်လောက်ကြာတဲ့အထိပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဆက်သွားမလားဒါတွေကရွေးချယ်မှုပဲလေဒါတွေကရွေးချယ်မှုပဲအဲ့ဒီအချိန်မှာဖန်နာရန်သဘောပေါက်သွားတယ်ပေါ့နော်
ကိုကဒီမဖြစ်မနေဒီတောက်sứcပြီးပဲတောက်sứcဆန်တဲ့လူတွေနဲ့ခွဲခွာရမယ်ဆိုရင်တောင်မှโอเคအဲ့လိုမျိုးငါဘာပဲဖြစ်ဖြစ်ဒီပတ်ဝန်းကျင်မှာငါမနေသင့်တော့ဘူးခွဲခွာရမယ်အတူတူအရာအားလုံးကိုလွတ်ချအရာအားလုံးကိုခွန့်လို့ပြီးတော့ကိုခွန့်လို့ပြီးတော့ဒီသွားဖို့ရွေးချယ်လိုက်တာပဲလေဒါမဖြစ်မနေကံကြမ္မာကတချို့ကဝစ်ကျွေးလို့ပြောကြတယ်ပေါ့နော်ဝစ်ကျွေးရစုံတွေ့ရမယ့်လူကစုံကိုစုံတွေ့တယ်ဖြစ်ရမယ့်အရာကဖြစ်ကိုဖြစ်ပြတယ်ဆိုလို့ရှင်ဒီအရာပေါ်မှာကိုကလူတုံ့ပြန်ရွေးချယ်ပြီးတော့ဆက်သွားမှာလဲဆိုတာဒါကကိုယ့်ရဲ့ရွေးချယ်မှုပဲလေအဲ့ဒီခါမှာဖနာသဘောပေါက်သွားတယ်ပေါ့နော်အခုလည်းပြောရတဲ့ဒီပေါ့နော်မေတ္တာလည်းထားပါboundary လေးလည်းထားပါဆိုတာနှစ်ခုလုံးကဒီနဲ့ပေါ့နော်သွားပြီးတော့ဒါနှစ်ခုလုံးကိုပြသလိုက်တာပဲဖနာအတွက်တော့လေဒါနှစ်ခုလုံးကိုတစ်ခါလေးနဲ့မဖြစ်နိုင်လို့ချိတ်ဆက်သွားရမယ့်အခါမှာသွားတယ်ဒါကကိုယ့်အတွက် boundary ချလိုက်တာကိုခွင့်လို့တယ်သူ့ကိုခွင့်လို့တယ်ဒါကကောင်းမွန်တဲ့ energy နဲ့ကောင်းမွန်တဲ့မေတ္တာတွေကိုကိုရွေးချယ်လိုက်တာဒါမျိုးကိုပြောတာဖြစ်ပါတယ်ဒါကဖနာတွေ့ကြုံခဲ့ရတဲ့ခံစားခဲ့ရတဲ့အရာတွေကိုပြောပြတာပေါ့နော်ဒီမှာဆိုလို့ရှိရင်ကကလေးတွေကိုဆက်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီမင်းပေါ့နော်ကိုကဒါပေမဲ့လက်လုံးမှာ collective လေးတွေကဘယ်လိုပြောမလဲတကယ်လို့ခက်ခဲနေရဆိုရင်တော့မှအပြောင်းအလဲတွေဖြစ်နေရဆိုရင်တော့မှသိလားမျောလင်းချက်လေးတော့ရှိနေရပေါ့နော်မျောလင်းချက်လေးတစ်ခုခုတော့စုပ်ကိုင်ထားမိတာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေတွေ့ရပေါ့နော်ဒါမှမဟုတ်အဲ့လိုမရှိတော့ဘူးဆိုတဲ့လူတွေပေါ့နော်အဲ့လိုမျိုးလေးထင်နေတဲ့သူတွေရှိလို့ရှိရင်လည်းတကယ်တမ်းကကိုမှာပေါ့နော်ဒီမျောလင်းချက်လေးတွေအနာဂတ်မှာကောင်းမွန်တဲ့မျောလင်းချက်လေးတွေအဲ့လိုအရာလေးတွေရှိတယ်ပေါ့နော်ကိုယ့်အတွက်ကောင်းမွန်တဲ့အရာလေးတွေကောင်းရှိတယ်ဆိုတာကိုလည်းမြင်အောင်ကြည့်ပါကိုယ့်အတွက်မျောလင်းချက်ကောင်းမွန်တဲ့မျောလင်းချက်ကောင်းလေးတွေပေါ့နော်အဲ့လိုအရာလေးတွေရှိနေရဲဆိုတာကိုလည်းမြင်အောင်ကြည့်ပေးပါပေါ့နော်ဒါပဲဖြစ်ဖြစ်လူတွေကမျောလင်းချက်နဲ့အသက်ရှင်နေရတာပဲလေဆရာကြီးတရားပြောဘူးတယ်လေအနည်းဆုံးတော့ကိုကအသက်ရှင်ဖို့ဆိုတဲ့ဆက်ပြီးလူတယောက်ရဲ့ကလေးဆက်ပြီးတော့ငါအသက်ရှင်ခြင်းနဲ့ဆိုတဲ့မျှော်လင့်ချက်လေးနဲ့နေ့တိုင်းမှာဆက်ပြီးတော့အသက်ရှင်နေရတာပေါ့နော်အသက်ရှင်ဖို့အတွက်တောင်မျှော်လင့်ချက်မရှိတော့တဲ့သူကဘယ်လိုမျိုးတွေဖြစ်လာလဲ depression တွေဝင်လာတယ်စိတ်ပိုင်းဆိုင်ရာတွေကိုပါကိုကြားဖို့ကြလားမသိဘူးလို့မျိုးလေးကိုပါကို suicide တွေပါအဲ့လိုမျိုးတွေလုပ်ကြတဲ့အထိဖြစ်သွားတာမျိုးတွေပေါ့နော်ဒါကဒီမျှော်လင့်ချက်ရဲ့အရေးပါမှုပေါ့နော်အဲ့ဒါလေးတွေကိုပြောပြတာပေါ့နော်မျှော်လင့်ချက်မရှိသွားလို့ရှိရင်ကိုကတခါလေးရောက်တော့အဆင်မပြေဘူးလေဒီမှာဆိုလို့ရှိရင်အကုန်လုံးဒီပေါ့နော်အကုန်လုံးဒီအရင်ရှုံငုံပြီးတော့နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကြတော့ဒီအမှန်တရားတွေကိုမြင်အောင်ကြည့်ပါကိုမြင်အောင်ကြည့်ပါကိုယ့်ရဲ့အမှားတွေကိုလည်းကိုအပြည့်အဝလက်ခံပြီးကိုနားလည်ပြလိုက်ပါဒီကိုကအတိတ်မှာရွေးချယ်မှုတွေမှားခဲ့တာပဲဖြစ်ဖြစ်ကိုအမှားတွေရှိခဲ့တယ်ဆိုရင်တောင်မှဒါတွေကကိုကလေသိလားလူတရားဖြစ်တဲ့အတွက်ကြောင့်မို့လို့အမှားနဲ့တော့မကင်းဒါလေးကိုငါအပြည့်အဝနားလည်တယ်ဒီချိန်ဒီຢာကိုရွေးချယ်လိုက်မိရဲဆိုတာလေအတိတ်ကကိုမှသူ့မှာအကြောင်းပြချက်တစ်ခုတော့ရှိမှာပဲလေဒါလေးတွေကိုကျေစုပြုပြီးနားလည်ပေးပါပေါ့နော်အဲ့လိုမျိုးလေးကိုယ့်ကိုအပြည့်အဝနားလည်ပေးပါကိုယ့်ကိုအပြည့်အဝမှန်ကန်စွာလက်ခံပေးပါတကယ်လို့ရွေးချယ်စရာလေးတွေကိုကဥပမာဆွမ်းကရှေ့မှာပြောခဲ့တယ်ပေါ့နော်ရွေးချယ်ရမယ်ဆိုရင်တောင်မှတခါတည်းနဲ့မှန်ကန်တဲ့ရွေးချယ်မှုပေါ့နော်ကောင်းမွန်တဲ့ energy တွေခြံထားခဲ့ပြီးတော့ကိုယ့်အတွက်ကောင်းမွန်တဲ့ boundary တွေထားပြီးတော့တစ်ချိန်တည်းမှာပဲရှေ့ဆက်ဘယ်လိုသွားမယ်ဆိုတဲ့ရွေးချယ်မှုမျိုးကိုကိုယ်တိုင်ရွေးချယ်ခွင့်ရှိပါတယ်ပေါ့နော်နောက်ပြီးကြတော့ဒီကိုယ့်အတွက်လုံခြုံစိတ်ချရတဲ့နေရာလေးလုံခြုံစိတ်ချရတဲ့ရုပ်ဝန်းလေးကအရင်ဆုံးကိုယ်တိုင်ကနေစတင်ပေးပါပေါ့နော် maybe ဖြစ်နိုင်တာကဒီလိုမျိုးပေါ့နော်ကိုကလက်လုံးမှာအရင်ပြောရမယ်ဆိုလို့ရှိရင်စိတ်ပိုင်းဆိုင်ရာအဆင်မပြေတာတို့ပို့အတွက်အဆင်မပြေသေးဘူးဆိုရင်တောင်မှ
ဒီလိုမျိုးကိုယ့်ဘာကိုတယောက်တည်းအေးအေးချမ်းချမ်းအချိန်ကုန်ဆုံးတာပေါ့နော်တယောက်တည်းအေးအေးချမ်းချမ်းအချိန်ကုန်ဆုံးတာဟင်းလင်းနေလောက်တာဒီလိုမျိုးလေးတွေပေါ့နော်ကိုယ့်ကိုအပြေးဝရှစ်ပေးတာလေးစားပေးတာနားလဲပေးတာဒီလိုမျိုးလေးတွေလုပ်လို့ရတယ်ဥပမာလူတွေကြားထဲမှာသွားလာနေရတာအဆင်မပြေဘူးတယောက်တည်းဖြတ်သန်းဖို့အတွက်အဆင်မပြေဘူးဆိုရင်ဒါမှကိုယ့်ကိုအမြဲတမ်းသတိပေးပေးပါပေါ့နော်ဥပမာဒီလူတွေကြားထဲမှာဆိုရင်တောင်မှလူတွေနဲ့နေ့စဉ်ပြောဆိုဆက်ဆံနေရတယ်ဆိုရင်တောင်မှဥပမာကိုယ့်ကိုပြေဝဘယ်လိုပြောမလဲအေဂျင့်မှုပေးဖို့ငါ့ကိုငါရှစ်ဖို့ဒီအေဂျင့်နဲ့ energy လေးပေးဖို့ကငါရဲ့ရည်ချယ်မှုဖြစ်တယ်ပေါ့နော်ကောင်းမွန်တဲ့ငါ့ကိုငါဒီပေါ့နော်အေဂျင့်နဲ့ရဝန်လေးကိုယ့်ရဲ့ aura လေးထဲမှာပဲကိုနေလို့ရတယ်ပေါ့နော် energy အကြောင်းကိုနားလည်တဲ့သူတွေဆိုလို့ရှိရင်ကြတော့လေဒီကြားဖို့မှာပါလူအများတွေကြားမှာပြောဆိုဆက်ဆံသွားလာနေရတယ်ဆိုရင်တောင်မှကိုယ့်ရဲ့ energy feel လေးထဲမှာကိုယ့်ဘာကို agent အောင်အဲ့လိုမျိုးနေလို့ရတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ကိုယ့်အတွက်အနည်းဆုံးဘလောက်လေးပဲရကိုယ့်အတွက်ကိုအချိန်လေးပေးပြီးတော့ပေါ့နော်ဥပမာ affirmation လေးတွေရွတ်တာမျိုးလေးရတယ်လေနော်ငါကလုံခြုံစိတ်ချနေတယ်ဥပမာငါကိုယ်တိုင်ကငါရဲ့လုံခြုံစိတ်ချရတဲ့ရဝန်လေးဖြစ်နေတဲ့အတွက်ကျေးဇူးတင်ပါတယ်ပေါ့နော်ဒီလိုမျိုး affirmation လေးတွေပေါ့နော်ရွတ်တာမနက်ခင်းမိုးလင်းလာမျိုးရှင်ဒီမနက်ခင်းမိုးလင်းတဲ့ခါမှာရွတ်တာမျိုးလေးတွေမျိုးလည်းလုပ်လို့ရတယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့အရင်ကဖနာလောက်တာမျိုးဆိုလို့ရှင်ပြောတယ်ဆရာမရဲ့သင်ပေးမှုနဲ့ပေါ့နော်ကိုယ့်ဘာကိုပြောလိုက်တယ်ပေါ့နော်ဥပမာနှလုံးသား heart chakra တင်မလားမသိဘူးဒါမှမဟုတ်လို့ရှင်လည်းရပါရင်ဘက်လေးပေါ့လက်ကလေးတင်ပြီးတော့ငါကလုံခြုံစိတ်ချရတဲ့ energy စက်ဝန်းလေးထဲမှာရှိနေတယ်ငါရဲ့ကိုယ်ပိုင် energy စက်ဝန်းလေးထဲမှာငါရှိနေတယ်ငါဟာလုံခြုံစိတ်ချရတဲ့ energy စက်ကွန်းလေးထဲမှာရှိနေတဲ့အတွက်ကြောင့်မို့လို့ဒီနေ့တနေ့တာမှာဘယ်လိုသောပြင်ပပတ်ဝန်းကျင်ဘေးပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေကငါ့ကိုရိုက်ခတ်နိုင်စွမ်းမရှိတော့ဘူးပေါ့နော်ငါရဲ့ကိုယ်ပိုင် energy စက်ကွန်းလေးထဲမှာလုံခြုံစိတ်ချနေတယ်အေးချမ်းနေတယ်ဒီလိုမျိုးလေးပေါ့နော်ကိုယ့်ရဲ့ energy လေးကိုတိဆောက်ပြီးတော့သွားလို့ရတယ်ပေါ့နော်ဒါကနေ့စဉ်နဲ့အမျှတချို့ရောက်တော့ရှိရလှုပ်တွေသွားရတယ်လူမှုပတ်ဝန်းကျင်မှာပြောဆိုဆက်ဆံနေရတဲ့သူတွေအတွက်တကယ်ကိုနီလန်ကောင်းလေးတစ်ခုပေါ့နော်ဒါဖန်နာဆရာမတွေကသင်ပေးထားတဲ့နီးဖြစ်တယ်ပေါ့နော်တကယ်လည်းထိရောက်ပါတယ်ဟုတ်ပါပြီဒါဆိုလို့ရှိရင်ဒီနေ့အတွက် collective reading လေးကတော့ဒီလောက်ပဲဖြစ်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံတွေ့ကြမယ်နော်ကျေးဇူးတင်ပါတယ်